စုံတီဥပတာနှင့်ရှက်လက်ခွဲငွေတိုးဆိုတဲ့ဇလံလေးပဲဖြစ်ပါတယ်ရှက်လက်ခွဲဆိုတာကတော့ဂျင်းသမားတွေရဲ့အခေါ်ဝေါ်ဗျတာမန်လူကတော့ငွေကင်လို့ခေါ်တယ်လူများတဲ့ဂျင်းဝိုင်းအကြီးစားတွေမှာနောက်ပြီးတော့ကြေးကြီးတဲ့ဂျင်းဝိုင်းကြီးတွေမှာသူတို့လိုအပ်တယ်ဝိုင်းကြီးတွေဆိုတော့လူတွေကများပြီလေဒီတော့ဂျင်းကိုပေါက်တဲ့သူနဲ့မပေါက်တဲ့သူတွေအများကြီးရှိတာပေါ့ဗျာရှက်လက်ခွဲဆိုတဲ့ကောင်တွေကစိတ်တွက်နေရမှာတိတ်တော်သလိုငွေကိုကင်ထားတာလေတိတ်ကျွမ်းတဲ့ကောင်တွေဂျင်းဆော့တဲ့ခါမှာငွေထိုးတယ်ငွေရောတယ်ဆိုတာလေတသက်မထက်မဟုတ်ဘူးလေအဲ့ဒီအကြောင်းလေးကိုတော့အရင်ကပြောပြီးပြီဆိုတော့ထပ်မပြောတော့ဘူးဗျဂျင်းဝိုင်းမှာဂျင်းဖွင့်ပြီးပြီဆိုတာနဲ့ရှက်လက်ခွဲကအလုတ်စပြီပေါ့ဗျာဘယ်ကောင်ကတော့ခေါင်းတင်ထားတာဘယ်ကောင်ကဖင်ထိုးထားတာဘယ်ကောင်ကခွထားတယ်ဆိုတာကို तू ကသိနေတာပေါ့အဲ့ဒီတော့စားစရာရှိတာကိုစားတယ်ရောစရာရှိတဲ့ငွေကိုတွက်ပြီးတော့အကောက်လို့ခေါ်တဲ့ငွေကိုဖြတ်နှုတ်ပြီးတော့ပြန်ရောရတာဂျင်းဝိုင်းတစ်ဝိုင်းမှာလည်းလူအယောက်20စော့တယ်ဆိုရင်လူစုံကိုလိုက်ပြီးတော့ရောရစားရတာဆိုတော့နှင်းနေလို့မရဘူးဗျဒါအပြင်ရှက်လက်ခွဲတွေကလည်းမမ်မိုရီတိတ်ကောင်းတာဗျစာအုပ်တွေထက်ကိုပိုးမှန်တယ်ဒီလူကဘယ်ကောင်ကိုအော်ထားတာဘယ်ကောင်ကိုခွပြီးတော့တင်ထားတယ်ဆိုတာကိုသိပြီးသားဗျစိတ်မှန်တယ်လည်းမှတ်ထားတာပေါ့ဗျာကစားတဲ့သူတွေကလည်းရှက်လက်ခွဲကိုတွားပြီးတော့မပတ်နဲ့ဗျဟိုကောင်ခေါင်းကဆက်ထက်တောင်ပိုမှတ်မိသေးတယ်ငွေကင်တဲ့နေရာမှာလည်းတိတ်မြန်တာဗျစိတ်နဲ့တွက်တဲ့နေရာမှာလည်းကနန်းပေါင်းဆက်ကရှုံးပေးရတဲ့ကောင်းတယ်သူတို့ကပညာလည်းပြတတ်သေးတယ်ဗျဒါကတော့ကစားတဲ့သူကိုအကဲခတ်လိုက်တယ်ကျုပ်တို့လိုတင်ချာလဲညက်စိတ်တွက်တဲ့နေရာမှာလည်းဒုံဝေးတဲ့သူဆိုရင်တော့ရှက်လက်ခွဲကနည်းနည်းလေးမှားနေအောင်တွက်ပြပြီးတော့ယော်လိုက်တာပဲအရန်တော့စားလိုက်တာမဟုတ်ဘူးဗျဥပမာ100ယော်ရမယ်ဆိုရင်တော့ तू ကဟိုတွက်ဒီတွက်နဲ့90 85ချက်လောက်ပဲယော်လိုက်တာပေါ့ကျုပ်တို့လိုငဒူတွေကလည်းကိုရတဲ့ယော်ကြီးနဲ့ဟုတ်ပါမလားဆိုပြီးတော့တွက်ချက်နေတဲ့အချိန်မှာပဲရှက်လက်ခွဲကအားလုံးကိုယော်ပြီးသွားလို့နောက်တစ်ပွဲတောင်စနေပြီအကျဉ်းဝိုင်းရဲ့ထုံးစံရတပွဲပြီးသွားရင်အဲ့ဒီပွဲကပြဿနာကိုနောက်ပွဲမှာထပ်မသေးရဘူးဆိုတော့ဒုံဝေးတဲ့သူကတော့ခံပေါ့ဗျစိတ်တွက်တက်တဲ့လူကြတော့လေမပြည့်ဘူးဆိုတာသိတယ်ဗျအဲ့ဒီလိုပြန်ပြောရင်လည်းရှက်လက်ခွဲကရှာလေးထုတ်ပြပြီးတော့ငွေအများကြီးကန်ရတာဆိုတော့မှားသွားလို့ပါစိတ်မဆိုးနဲ့နော်ဆိုပြီးတော့ပြုံလေးရောချလိုက်ရောဂျင်းတိုင်းတွေကလည်းဂျင်းကိုင်တွေကိုမွေးထားသလိုငွေကင်လို့ခေါ်တဲ့ရှက်လက်ခွဲတွေကိုလည်းကောင်းကောင်းမွေးထားရတယ်ဗျမဟုတ်ရင်လည်းရှက်လက်ခွဲကဂျင်းတိုင်းဟိုကပြန်ဆော်တာဗျဂျင်းကိုင်ဆိုတာလည်းပတ်စံရှိလို့အဆက်သွယ်ကောင်းလို့ဒိုင်းကိုင်တာဗျတပွဲလုံးထိုင်ပြီးတော့ရော်စားတာတွေကိုဘယ်တွက်နေမှာလဲရှက်လက်ခွဲလို့မွဲသွားတဲ့ဒိုင်းတွေလည်းအများကြီးပဲအဲ့ဒါကြောင့်မလို့လေဒီကောင်တွေကိုကောင်းကောင်းမွေးထားတာဂျင်းကိုင်ကောင်းကောင်းရှက်လက်ခွဲကောင်းကောင်းဆိုရင်တော့နေစရာအိမ်တွေငှားပေးကြလူလာတွေအကုန်ဖြည့်ဆည်းပေးထားကြပြီးတော့ကိုယ့်ဘက်သားဖြစ်အောင်လို့ဆွဲဆောင်ထားရတာဒါပေမဲ့လည်းရှက်လက်ခွဲဆိုတဲ့ကောင်တွေကအကြံသမားတွေများတယ်ဗျတစ်ဖက်ဂျင်တိုင်ကမလုံပေးနေပြီဆိုရင်တော့အခုလက်ရှိကိုယ့်ကိုမွေးထားတဲ့ဂျင်တိုင်ကိုတစ္ဆာဖောက်ဖို့အတွက်လည်းဝင်မလေးကြဘူးစပားပေါ်ချင်းပဲပေါ်ချင်းဆိုရင်တော့ကျုပ်တို့ရွာကိုကုန်တယ်တွေလာကြတယ်ဗျလှဲကြီးတွေအတန်းလိုက်ကြီးနဲ့စပားလာဝယ်ကြတာပဲလာဝယ်ကြတာပေါ့ဗျာကုန်စီတွေကိုမြို့ကိုတက်ပြီးရောင်းရင်ငွေနှဲတော့ပို့ရတယ်ဆိုပေမဲ့လှဲနဲ့တက်ရမှာတွေလမ်းခရီးမှာပင်မမှာတွေကလည်းရှိနေသေးတာကြောင့်ကျုပ်တို့တရွာလုံးကတော့အဲ့ဒီလိုကုန်တယ်တွေကိုအားကိုအားထားပြုတ်နေရတာပဲတွေပေါ်ပြီးဆိုရင်တော့ပဲရိုးတွေပဲပင်တွေကိုဥပဒါကြီးကယာတဲ့အထိလှဲနဲ့လာတိုက်ပါရောဗျကျုပ်လည်းမြိုင်သားပြန်လာပြီးကြတဲ့ကဥပဒါကြီးနဲ့မတွေ့ပြတာကြပြီမို့လားဗျဥပဒါကြီးနဲ့ရွာထဲမှာစကားတော့မပြောရဲဘူးလေမေထူးခေါ်ပြောတော့ပဲနှုတ်ဆက်ရတာဒါတော့မှပဝင်းကျင်အခြေအနေကိုကြည့်ရသေးတယ်ဥပဒါကြီးကလည်းရွာထဲကလူတွေသူ့ကိုအဖက်မလုပ်တာသိလို့ထင်ပါရဲ့ဗျမိုးလင်းမိုးချုပ်တောဆက်ကိုနှအုပ်မောင်းသွင်းပြီးတော့တောထဲမှာပဲနေတော့တာညနေနေရိုင်းသွင်းချိန်လောက်ရောက်မှပဲနွားတွေကိုပြန်မောင်းပြီးတော့သွင်းတာဗျဒီလိုနဲ့ပဲဥပဒါကြီးနဲ့ကျုံနဲ့လေ2လလောက်ခက်တန်းတန်းဖြစ်နေတာပေါ့ဗျာပဲယိုပဲကက်တွေကိုကျုပ်တို့ကမီးရှို့တယ်ဆိုပေမဲ့ဥပဒါကြီးကတော့နည်းနည်းစိမ့်နာလေးတွေကိုနွားတွေကိုကျွေးတာပေါ့ခြောက်သွားတဲ့ဟာတွေကိုတော့မြေဩဇာလုပ်တယ်ဗျအဖေကလည်းတွန့်တိုတဲ့သူမဟုတ်ပါဘူးနောက်ပြီးတော့ပဲယိုတွေကိုတကူတကယူတယ်ဆိုတော့အမိုက်ရှင်းပေးသလိုဖြစ်နေတော့လေကျေးဇူးတောင်တင်အောင်မယ်မလားဥပဒါကြီးကရာခင်းထဲမှာပဲစွတ်ထားတဲ့အနာပုံထားတဲ့ပဲယိုတွေကိုကောက်ရိုးကြီးနဲ့ထိုးပြီးတော့သူ့လဲပေါ်တင်းနေတာကျုပ်လည်းအချိန်နေကြည့်ပြီးတော့ဥပဒါကြီးအနာကိုကတ်ခဲ့လိုက်တယ်ဗျတော်သေးတယ်အငယ်ကောင်ကရာတဲထဲမှာထိုင်ပြီးတော့ငိုက်နေလို့ဥပဒါကြီးမတွေ့ရတော့တော်တော်ကြာပြီနော်အေးကွာဒါနဲ့မိဝေညာငါစီကိုလာသွားသေးတယ်မိဝေဆိုတော့ကျုပ်လည်းစဉ်းစားလိုက်တယ်ဗျအဘယ်ကမိဝေလဲကွာမင်းရလဲကွာအောက်လန်းဘတော့ဖမ်းထားတဲ့အစိမ့်သေးမိဝေပေါ့ဩ तू ကဘာလာလောက်တာလဲဘာတော့ကသူ့ကိုလှုပ်ပေးလိုက်ပြီတဲ့အဲ့ဒါကြောင့်မို့လို့ तू အခုရွာပြင်ရဇေယနာလက်ပံမေးမောက်ကလေးမှာနေတယ်တဲ့လေငါ့ကိုလည်းကျေးဇူးတင်လို့ဆိုပြီးတော့ကုန်းပြီးတော့ကြော့တာကွာဒါနဲ့ तू ကအဲ့ဒီမှာနေမှာလားမဟုတ်ဘူးကွာသူ့မိဘတွေကိုအိမ်မက်ပေးထားတယ်လို့ပြောတာပဲမကြခင်မှာသူ့မိဘတွေကသူ့ကိုအမျှတန်းဝေပြီးတော့ကုသိုလ်ကောင်းမှုလုပ်ပေးမဲ့ပုံပါပဲဒါဆိုရင်အဲ့ဒီဘာတော်ကြီးရရောဘာဖြစ်သွားလဲဗျနောက်ပြီးတော့သူ့မိန်းမဆုံးမလေးရရောဘာဆက်ဖြစ်သွားလဲအမင်းကွာအဲ့ဒါငါ့ကိုလာမေးရမှာမဟုတ်ဘူးကွာဘေးဒင်ဆရာတို့အကြမ်းမြင်ဆရာတို့မေးရမှာသူတို့ဘာဖြစ်သွားတယ်လဲဆိုတော့ငါသိမလားကွာမဟုတ်ပါဘူးဗျာဥပဒါများသိကျင်သိမလားလို့မေးကြည့်တာပါဥပဒါနဲ့ကျုပ်နဲ့စကားပြောပြီးတော့ဥပဒါလည်းပြန်သွားတယ်ကျုပ်လည်းအိမ်ကိုအေးလူလူပြန်ခဲ့တာပေါ့ကျုပ်ညီကရှေ့ရသွားကျုပ်ကနောက်ကနေအေးလူလူလိုက်ခဲ့တယ်ရွာပြင်ဇေယနာရောက်တော့ကျုပ်လည်းကြက်သီးတွေထလာတယ်ဗျ
အမမိဝေရှိနေတယ်လို့ဥပသားကြီးကပြောသွားတယ်မလားဇရက်နဘေးမှာလူ3ရက်လောက်ရှိမဲ့လက်ပံမင်းမောက်ကလေးကလည်းရှိသေးတယ်ဗျကျုပ်လည်းဖြတ်သွားဖို့နည်းနည်းကြောက်လန့်နေတာပေါ့ကျုပ်ခြေတလန်းလှမ်းလိုက်တော့အဲ့ဒီလက်ပံမင်းကလေးရဲ့အောက်ဆုံးတေကိုင်းကလူတယောက်ခိုးစီးနေတယ်လို့တဖြန်းဖြန်းနဲ့လှုပ်နေတာဗျကျုပ်လည်းအမမိဝေကျုပ်ကိုနှုတ်ဆက်နေတယ်ဆိုတာသိလိုက်တယ်အမမိဝေလားတေကိုင်းကတစ်ချက်ပြန်လှုပ်ပြတယ်ကျုပ်ကိုခေါင်းငိမ်ပြတယ်သဘောပေါ့ကျုပ်လည်းဘေးဘီကိုကြည့်လိုက်တော့လမ်းမှာကျုပ်တယောက်တည်းနေဝင်ရီတရောဖြစ်တာရဲ့စောင်းမကုံသေးတာရဲ့အကြောင်းလဲပတ်ဝန်းကျင်ကအမောင်ဖုံးနေပြီဗျအဲ့ဒီချိန်မှာပဲအဲ့ဒီတေကိုင်းပေါ်ကိုမဲမဲအကောင်ကြီးတစ်ကောင်ကတက်ထိုင်နေတာပဲနောက်တော့လေတေကိုင်းကနေတွဲလောင်းကြီးလှုပ်ပြီးတော့အောက်ကိုဆင်းဖို့လှုပ်နေတာဗျကျုပ်လဲကြောက်ကြောက်နဲ့အတင်းအားကုန်ဖြတ်ပြီးတော့ရွာကိုတုတ်ချီတင်ပြီးပြေးတော့တာဗျသူကကျုပ်ကိုနှုတ်ဆက်တယ်ဆိုပေမဲ့သူ့ရဲ့ရုပ်ဆိုးပုံဆိုးပန်းဆိုးကြီးကိုတော့ကျုပ်လည်းမကြည့်ရဘူးခြံထဲကိုဝင်လိုက်မှပဲအပြေးရက်လိုက်တယ်ဗျမောတာတော့မပြောနဲ့ဗျဒါနဲ့ပဲခြံထဲကကိုပြစ်ကလေးမှဝင်ပြီးထိုင်ပြီးအမောဖြေနေတော့မှပဲကျုပ်နောက်ကျုံဝလုံးပိုင်းကြီးနဲ့ဖြန်းကနေရိုက်ပါလေရောကျုပ်လည်းအစကတော့တရေရိုက်တယ်ထင်ပြီးတော့ကြောက်နေတာနောက်လဲကြည့်လိုက်တော့ဝလုံးပိုင်းကြီးကင်ထားတဲ့အမေကိုတွေ့ရတယ်ဟဲ့အကောင်နင့်ကငါဘာပြောထားလဲဘာလဲဗျာအမေကလည်းအဆုံးဖြေစမရှိနဲ့အမေကဝလုံးပိုင်းနဲ့ကျုပ်ကိုလှမ်းရိုက်လိုက်သေးတာကျုပ်လည်းလက်တွေနဲ့ကားရတာပေါ့ဗျာဟဲ့ကောင်နင့်ကိုအဲ့ဒီဘာသာဆိုတဲ့စုံထီးတဲ့မပေါင်းနဲ့လို့ငါပြောထားတယ်မလားနင်ဘာလို့သူနဲ့စကားသွားပြောနေသေးရလဲဟိုကနင့်ကိုချစ်လို့ဆိုပြီးတော့ဘူးသွင်းလိုက်လို့နင်ဘယ်လိုလုပ်မလဲဟိုဗျာအမေကလည်းဘူးသွင်းခံရတော့ကျုပ်လည်းဆုံးဖြစ်တာပေါ့ဗျအမေလည်းကျုပ်ကိုအတကုံရိုက်ပါလေရောဆုံးဖြစ်တာကောင်းသလားဟဲ့နေရောသူနင့်ကိုဘူးသွင်းတာမသွင်းတာအသာထားနင့်ဖင်ကောင်းတဲ့ကိုတော့ငါဝလုံးထိုးသွင်းမယ်ဟဲ့ကျုပ်လည်းမနေနိုင်တော့ဘူးလေဗျအမေကကျုပ်ကိုအတင်းလိုက်ရိုက်တာနဲ့ချန်ပီယံကိုပြန်ထွက်ပြီးတော့ပြေးရတာသူကင်ထားတဲ့ဝလုံးကလည်း6လက်မှလုံးဘက်လောက်ရှိတယ်ဗျဒါကြီးကိုဖင်ကောင်းနဲ့ထိုးသွင်းမယ်ဆိုတော့ကျုပ်လည်းကြောက်တာပေါ့ဗျာဒါနဲ့ပဲကျုပ်ကလမ်းမှာလွတ်နေတဲ့ခွေးလေးဖြစ်ခဲ့ရတာပေါ့ဗျာစိတ်ကလည်းအမေကိုတော်တော်လေးမကြင်မနဲ့ဖြစ်နေနောက်ပြီးတော့ကျုပ်ကိုအတို့ထောင်လုပ်တယ်လူကိုလည်းမကြင်တတ်ဘူးပေါ့ဒါအငယ်ကောင်းရဲ့လက်ချက်ပဲဖြစ်ရမယ်နေ့လေကငါတို့စကားပြောနေတာကိုဒီကောင်အိတ်တလို့လို့နဲ့နားထောင်နေတာနေမှာ